အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အောင်တော့ကလေဒီကြက်ဥလေးကိုငပြားရင်ချက်ပုံစံလေးပေါ့နော်ချက်စားပြပါရရှင်ကြက်ဥကလေဘယ်လိုဖြစ်လဲတော့မသိဘူးရှင်ဒီတစ်ခါပြုတ်တာတော်တော်ပေါ့နော်အခုလိုမျိုးအနှစ်တွေလည်းပေါက်ပြီးတော့ထွက်လာရဲအကားကြီးလည်းပေါက်ထွက်လာရဲပေါ့နော်အဲ့ရောကြက်ဥရဲ့ပုံကတော့မြင်တဲ့အတိုင်းပါပဲရှင်ကိုလိုမျိုးပေါ့နော်တစားစီပေါ့ပိတ်လိုင်းချိုက်တဲ့နေရာချိုက်ဖောင်းတဲ့နေရာဖောင်းအဲ့လိုမျိုးပေါ့နော်တစားစီဖြစ်နေပါရှင်ကဲဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီကြက်ဥလေးကိုပဲကြော်ပြီးတော့ချက်လိုက်ပါမယ်နော်ပထမဆုံးစီထည့်မယ်ပြီးတော့ရင်အိမ်မလာမပါကြက်ဥလေးတွေကိုအရင်ဦးစွာကြော်လိုက်ပါမယ်ရှင်အဲ့တော့ကြက်ဥလေးတွေအရင်ကြော်လိုက်ပါမယ်ကြက်ဥလေးတွေကြော်နေတော့မှဟိုဘက်မှာတော့ကကြက်သွန်အနေတို့ဘာလို့ပေါ့နော်တခါရဲ့လီချိုပြင်ဆင်ထားလို့ရပါရဲ့ရှင်ကဲကြက်ဥလေးတွေကိုကြော်မယ်ဆိုရင်တော့အခုလိုဖုံးလေးပိတ်ပြီးတော့ကြော်ပေးပါနော်အဲ့ရမှာမပေါက်ပါပါရှင်ဘာလို့လဲဆိုတော့ဒီအလုံးလိုက်လေးကြော်တာမဟုတ်လို့ပါနော်တခါလေးအခုလိုကြုတ်လေးကြော်ပြီးတော့အခုလိုမျိုးနေပေါ့နော်ငပြားကြီးချက်လေးချက်စားရတကယ်ကိုထမင်းစားမိပါရဲ့ရှင်အခုလိုကြုတ်လေးကြော်ပြီးပြီဆိုရင်ပိုးတဲ့စီနဲ့ပဲတော့ဝါစီတက်ပါမယ်နော်ကျက်တော့အဖြူအနီးရဲ့ချင်းလေးနဲ့ရဲ့ထောင်းပြီးတော့ကစီတက်ပါမယ်ရှင်ဒီနေရာမှာတော့ကစနွေးမုံလေးနဲ့ထည့်ထားပါရဲ့ရှင်စနွေးမုံလေးထည့်ပြီးစီတက်ပြီးသွားပြီဆိုမှအယောင်တမုံနဲ့ဒီငယ်သည့်ခွဲချမ်းပလေးကိုတော့မြမြလေးပေါ့နော်ကိုစားနိုင်တဲ့လောက်လေးထည့်လိုက်တယ်ပြီးတော့မကြီးရေးလေးထည့်တယ်အရာသားမုံအနေနဲ့အချုံမုံလေးနဲ့ငပြားလေးနဲ့တော့ထည့်ပေးလိုက်ပါရဲ့ရှင်အဲ့ရောက်လေးအနှစ်အရင်ပေါက်သွားပြီးတော့မှတော့ကလေးဒီကနကကြောထားရဲ့ကြက်ဥလေးတွေကိုထည့်ပေးပါမယ်နော်ပြီးတော့ရင်ရေကိုတော့ကလေးစုံလေး2ဆွန်းစာလောက်ပဲနဲ့ထည့်လိုက်ရင်ရပါပြီရှင်အများကြီးထည့်စရာမလိုပါဘူးနော်သူကကြက်ဥကလည်းကြက်ပြီးသားဖြစ်နေတာအတွက်ကြောင့်မှသူအနှစ်လေးကြာသွားပြီဆိုရင်ရပါပြီရှင်ဒါလေးကိုအဖုံးလေးအုပ်ပြီးတော့ပိတ်ထားပြီးတဲထားလိုက်ရုံပါပဲရှင်အခုဆိုရင်ဒါကိုစားကောင်းတဲ့ကြက်ဥငပြားရည်ရဟင်းလေးရပါပြီဒီတစ်ခါတော့ကလေးငပြားရည်ရောများမထည့်ထားဘူးပေါ့နော်ဒီငယ်ဒီခွင်ချင်းပတ်နဲ့ငပြားရည်ရတာလေးနဲ့ပေါ့နော်အခုလိုမျိုးစီပြန်လေးပဲတော့ကချက်ထားတာဖြစ်ပါရဲ့ရှင်မကြီးအနှစ်လေးလည်းပါရဲ့အတွက်ကြောင့်ဒါအချင်းလေးလည်းပါရဲ့ပေါ့နော်အရသာအခုလိုလေးလိုက်ပြီးချက်စားကြည့်ကြပါအောင်ရှင်